ညဘက်ရောက်ရင်သတိထားပါညဘက်ရောက်လေနေခင်းကစိတ်ခံစားချက်တွေနဲ့မတူဘဲနဲ့အိတ်ခမ်းနေလေပိုဆိုးတဲ့ခံစားချက်တွေဝင်လာလို့ပါနေခင်းဘက်မှာတော့ရင်ထဲကလိုအပ်ချက်တွေဖြစ်ရမဲ့ကွက်လက်တွေဟာနေတဲ့အရာတွေကိုဘာတိဘာသာနေလို့ရပေမဲ့ညဘက်ရောက်ရင်တော့အဲ့ဒီလိုအပ်ချက်တွေအဲ့ဒီခံစားချက်တွေကကိုယ့်ကိုတလူးလူးတလိမ့်လိမ့်ဖြစ်စီပြီးတော့အဲ့ဒီမကောင်းတဲ့စိတ်ခံစားချက်တွေကစုပုံလာတတ်ပါတယ်ဒီတော့ညဘက်ရောက်ပြီးမကောင်းတဲ့စိတ်ခံစားချက်တွေဝင်နေတယ်ဆိုရင်ကိုယ့်အတွက်အကျိုးရှိစေမဲ့ဗီဒီယိုတွေကိုတိုင်ပါပေးပြီးတော့နားထောင်ပြီးတော့အိပ်ပါပြီးရင်ငယ်ရွယ်တဲ့သူတွေဆိုရင်တော့မသိဘူးဝင်လေထွက်လေရှုအိတ်တယ်ပိန်ဖောင်းရှုအိတ်တယ်ဒါမှမဟုတ်1 2 3 4 5 6ခွင်စသဖြင့်ရေရွတ်အိတ်တယ်ပြီးတော့ကိုယ့်ရဲ့ခံစားချက်အဆိုးဆုံးအရာတွေကိုမစင်စားမိအောင်လို့ထပ်ပြန်တလဲလဲသတိပေးနေတာဥပမာဘိုက်စားတယ်ဆိုရင်ငါဘိုက်မစားဘူးငါဘိုက်မစားဘူးမင်းကိုလွမ်းနေတယ်ဆိုရင်ငါမင်းကိုလွမ်းမနေဘူးငါအိတ်နိုင်တယ်မင်းကိုလွမ်းမနေငါအိတ်နိုင်တယ်အဲ့လိုမျိုးပြောပြီးတော့ရေရွတ်ပြီးတော့အိတ်ပါဒီလိုမျိုးအဖန်တလဲလဲလေးကျင်ယူတယ်ဆိုရင်မကောင်းတဲ့စိတ်ခံစားချက်တွေကညဘက်ရောက်ရင်အရင်လိုကြီးစိုးဝမနေတော့ဘဲနဲ့တက်တာလာမယ်လို့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်